အစိတ်ကိုပတ်စံပေးပြီးဝယ်ယူစားသုံးနေကြသူများဒီတန်ပုံးတွေနဲ့အသားကင်တဲ့အခါမှာမြေပူရှိန်တဲ့တန်ပုံးထဲမှာကျန်ရှိနေတဲ့ဓာတုပစ္စည်းတွေတက်ပြူပြီးအဲ့ဒီအစိတ်ငွေ့ကိုထုတ်လွှတ်တတ်ပါတယ်ဒီဓာတ်ငွေ့တွေကိုရှူရှိုက်မိမယ်ဆိုရင်လူကိုယ်ရင်းမှာရှိတဲ့ဆဲတွေကိုအောက်ဆီဂျင်အသုံးမပြုနိုင်အောင်တားဆီးနိုင်တာကြောင့်ခန္ဓာကိုယ်ရဲ့အရေးကြီးအစိတ်ပိုင်းတွေဖြစ်တဲ့အုံနောက်နဲ့နှလုံးကိုချက်ချင်းပျက်စီးစေပြီးရုတ်တရက်သေဆုံးနိုင်ပါတယ်ဒါအပြင်တခြားယောဂလက္ခဏာတွေဖြစ်တဲ့ခေါင်းကိုက်တာမူးဝေတာပြို့အန်တာအသက်ရှူရခက်ခဲတာနှလုံးခုန်နှုံးမြန်တာသတိလစ်တာတွေဖြစ်ပေါ်ခံစားရနိုင်ပြီးအသက်ရှူရက်ကအသက်သေဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။မြေပူရှိန်ကြောင့်ဆာယာနိုင်အမုံတွေဟာกินနေတဲ့အသားတွေထဲကိုစိတ်ဝင်သွားပြီးအဲ့ဒီစိတ်တက်ပါဝင်နေတဲ့အသားတွေကိုစားသုံးမိမယ်ဆိုရင်အစာအိမ်နဲ့ဥလန်းချောင်းကတဆင့်ခန္ဓာကိုယ်ထဲကိုဝင်ရောက်ကပြင်းထန်တဲ့အစိတ်သိမ်းမှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။အဲ့ဒီတန်ပုံးကွန်မှာကက်ကြံနေတဲ့ဆာယာနိုင်အမုံဒါမှမဟုတ်အငွေ့တွေနဲ့ထိတွေ့မိရင်အရေပြားအပူလောင်တာအနီဆက်တွေထွက်တာစတဲ့လက္ခဏာတွေဖြစ်ပေါ်နိုင်ပါတယ်။မျက်လုံးနဲ့တိုက်ရိုက်ထိတွေ့မိမယ်ဆိုရင်တော့နာကျင်ရောင်ရမ်းတာနဲ့မြေပူလောင်တယ်လို့မျိုးခံစားရနိုင်ကနောက်ဆုံးမျက်လုံးကိုအမြဲတမ်းပျက်စီးစေနိုင်ပါတယ်။ဆိုဒီယမ်ဆာယာနိုက်ဟာအလွန်ပြင်းထန်ပြီးလျင်မြန်စွာတက်ရောက်မှုရှိတဲ့အဆိပ်တစ်မျိုးဖြစ်တာကြောင့်ဆဲတွေရဲ့အောက်ဆီဂျင်အသုံးပြုနိုင်စွမ်းကိုတိုက်ရိုက်ပိတ်ဆို့မှုဖြစ်စေကလူခန္ဓာကိုယ်တစ်ခုလုံးကိုထိခိုက်ပျက်စီးစေမှာပါ။ဒါအပြင်ဒီဓာတုပစ္စည်းတန်ပုံးခွန်တွေကိုစားတောက်ဆိုင်နဲ့ကော်ဖီဆိုင်တွေမှာထိုင်ကုန်ဒါမှမဟုတ်စပွဲအဖြစ်အသုံးပြုနေတာဟာလည်းအသားကင်ပုံးဖြစ်အပူပေးသုံးဆွဲတာလောက်ပြင်းထန်တဲ့အနေအမရှိပေမဲ့ကျန်းမာရေးဆိုင်ရာထိခိုက်တာတွေလည်းဖြစ်ပေါ်ခံစားရနိုင်ပါတယ်။စနစ်တကျတန့်စင်ထားတာမရှိတဲ့ဒီဓာတုပစ္စည်းတန်ပုံးတွေကိုထိုင်ကုန်အဖြစ်အသုံးပြုမယ်ဆိုရင်ပုံးခွန်မှာကက်ကြံနေတဲ့ဆာယာနိုက်အမုံအမွှားတွေကိုလက်နဲ့ပုတ်တိုက်ထိတွေ့ရာကတဆင့်အစာဒါမှမဟုတ်ပါးစပ်ထဲရောက်ရှိကအဆိပ်တင်စေနိုင်ပါတယ်။ဆာယာနိုက်ဟာအရေပြားကနေတဆင့်ဆုပ်ယူနိုင်ခြေရှိတာကြောင့်အချိန်ကြာမြင့်စွာထိတွေ့နေတာဟာလည်းကျန်းမာရေးပြဿနာဖြစ်စေနိုင်ပါတယ်။ဆာယာနိုက်တန်ပုံးခွန်တွေကိုထိုင်ကုန်အဖြစ်ဆေးတုပ်အလှဆင်ထားပေမဲ့အကြောင်းဒါမှမဟုတ်ပျက်စီးနေတဲ့နေရာတွေကနေဓာတုပစ္စည်းတွေယိုစိမ့်ထွက်လာပြီးအနီးပတ်ဝန်းကျင်ကိုအနံ့အသက်မရှိတဲ့အဆိပ်ငွေ့တွေထွက်ရှိစေနိုင်ပါတယ်။အဲ့ဒီအဆိပ်ငွေ့တွေကိုရှူရှိုက်မိမယ်ဆိုရင်ရေရှည်မှာအုံနောက်နဲ့အာယုံကြောစနစ်တိုင်းရွက်ကလေးနဲ့တခြားခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုထိခိုက်ပျက်စီးနိုင်ခြေမြင့်မားနေပါတယ်။